ရှင်းအောင်ပြလိုက်သေးကနေပြီးတော့မြင်နေရတဲ့အရာလေးတွေပါရှင်ဖြင့်ဒါပကံခေတ်မှာပေါ့နော်အသုံးပြုခဲ့တဲ့ပုံလေးတွေပေါ့နော်ပြီးလို့ရှိရင်ထုံးဖွဲ့ခဲ့တဲ့စတုံးလေးတွေရဲ့ပုံလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုဒီရုပ်ထုလေးတွေနဲ့လုပ်ပြီးတော့ပြထားတဲ့နေရာလေးတွေပါရှင်မိမပြိုလေးတွေပကံခေတ်မိမပြိုလေးတွေစတုံးလေးတွေထုံးဖွဲ့ခဲ့တဲ့မိမပြိုလေးတွေရောအမျိုးသားအားတွေရောပေါ့နော်ဒါကတော့ဖျားလောင်းနတာရတိစတုံးထုံးပုံများတဲ့ဒီဘက်ကတော့မိမပြိုလေးတွေပေါ့နော်ဒါပကံခေတ်ထုံးဖွဲ့ခဲ့တဲ့စတုံးပုံလေးတွေပကံခေတ်မှာတဲ့အင်းဝခေတ်တိုင်းတဲ့ဆက်လက်သုံးဆွဲလာခဲ့တော့မြန်မာအမျိုးသမီးစတုံးထုံးပုံလေ55မျိုးတဲ့နယံစီပကြီးတဲ့အမျိုးသားစတုံးထုံးပုံ5မျိုးတဲ့နော်ဒါလေးတွေလာရောက်ပြီးကြည့်ရှုသင့်ပါတယ်တကယ်ပကံပြလိုက်ကြည့်ယူနိအသုံးဆောင်ပစ္စည်းတွေပေါ့နော်ဒါတွေကတော့